လူဟာစကားလေးမျိုးပြောတယ်ကိုပြောတယ်သင်ကိုပြီးစားကိုပြောတယ်ဝါသနာကိုပြောတယ်စိတ်ကိုပြောတတ်တယ်စိတ်ကအဓိကဖြစ်ပြီးတော့စကားဟာစိတ်ရဲ့အစီပါပဲစကားတော့တရားပါစိတ်နောက်နှုတ်ပါသဘောဖြစ်တယ်ကိုယ်တိုင်သာမှန်ကန်စွာပြောတတ်ဖို့တက်ကွက်ပြီမယ်ကိုယ်မှသူများလိန်ပြောတဲ့ခါကျတော့နှစ်သက်ကြအားလုံးပဲမင်္ဂလာပါစကားပေါ့ကတ်ကနေပြောပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာပြောချင်တဲ့အကြောင်းအရာကတော့စိုင်းရတူတေတီပုံမြင်သူရဲ့စကားနဲ့စိတ်ရဆက်ဆက်နေတယ်ဆိုတဲ့ခေါင်းစဉ်လေးအောက်ကအကြောင်းအရာကိုပြပြပေးချင်ပါတယ်စကားနဲ့စိတ်နဲ့စကားဆက်ဆက်နေတယ်စကားကနှုတ်ကလာတာပြင်မဲ့လာတာစိတ်ကလာတာဖြစ်တယ်။ဘုံတော့ကနေဖြစ်ပေါ်လာတာပါသူ့လိုစကားမဖြစ်ဘူးစိတ်ကနေတစင်စကားဖြစ်လာတယ်။တမင်းစားရည်တော့အလားပါတက်လာပါစကားတွေကလွယ်လွယ်ပြောပြင်မဲ့စကားတွေကိုအုံတော့ကနေတွေးခေါ်ပြီးတော့စဉ်းစားပြီးမှပြောကြတာဖြစ်တယ်။စိတ်ကောင်းသူတွေရဲ့နှုတ်ကစကားကောင်းတွေထွက်လာတယ်။ဉာဏ်ပညာအတိတရားကောင်းသူတွေရဲ့နှုတ်ကတွေးခေါ်စကားတွေထွက်လာကြတယ်။အဲဒါကြောင့်လူတယောက်ရဲ့ပြောစကားကိုနားထောင်လေ့တာပါ။ညရဲ့အဲ့ဒီလူရဲ့စိတ်ကိုတီးရတယ်လို့ပြောတာဖြစ်တယ်။စိတ်ဆန္ဒအားစကားမှပေါ်လာတယ်။စိတ်ဟာစကားဟာတနည်းအားဖြင့်စိတ်ပါပဲ။ຢာကစိတ်ကြီးသူတွေရဲ့စကားမှာຢာကအကြောင်းတွေပေါ်လာတတ်တယ်လို့လောဘကြီးသူတွေရဲ့စကားမှာလည်းလောဘအကြောင်းတွေပေါ်နေတတ်တယ်။တရားကြုံမွေးသူတွေရဲ့စကားမှာလည်းတရားစကားတွေကိုနားထောင်တတ်တယ်။စေတမကောင်းသူကဟန်လုပ်ပြီးတော့စကားကောင်းပြောပြမယ်ခဏသားလို့ပြောလို့ရတယ်။ပြောရင်းနဲ့ပေါ်တာပါပဲ။ပြောရတဲ့နေလီနာတိလေးစိတ်မပါတော့တရားမရဘူးစိတ်မပါတဲ့အတွက်ဟန်မရှိပြီးအနှစ်သာရမရှိဘူးဘယ်လောက်ဟန်ကြီးပဲပြဘယ်လောက်ပဲဟန်ကြီးပြကြားလို့ရှိရင်ရင်ရသဘောထားတွေပေါ်လာတတ်တယ်တို့တကယ်ကောင်းတော့အတိတာတယ်ဘာတိတာလဲဆိုရင်အတွင်းစိတ်ကပါတကယ်ကောင်းနေလို့ပါပဲနှုတ်ထွက်ရတာကနှုတ်မှာစိတ်ဓာတ်နေပါနေလို့ပဲဖြစ်တတ်တယ်စိတ်ဓာတ်ကောင်းသူဟာလွယ်လွယ်လေးနှုတ်ကမထွက်ဘူးစိတ်ဓာတ်ကောင်းနေကြောင်ပြောတဲ့စကားကလည်းစဉ်းစားပြီးမှပြောတတ်တယ်စိတ်မရှင်းသူမှာပြောတဲ့စကားလည်းမရှင်းစိတ်မရှင်းတဲ့အတွက်ကြောင်းတစ်ခုကိုပြပြသားသားဆုံးဖြတ်ချက်မချနိုင်ဘူးမပြမသားနဲ့စဝေးစပွားဖြစ်နေတတ်တယ်။ဘုံတော့မကောင်းစိတ်မကြည်တဲ့သူတွေကိုစိတ်မနှက်တဲ့သူတွေကိုကြည့်လိုက်မယ်ဆိုရင်စကားနဲ့စိတ်ရဆက်ဆက်နေကြအောင်ပို့ပြီးတော့တည်တာတယ်။စိတ်မနှက်သူကပြောချင်အောင်ပြောရတာပါပဲ။စိတ်ရမှရှိတော့ပြောတာပါပဲ။စိတ်မမှန်ရဲ့စကားလည်းမမှန်ဘူး။လူမစိတ်ကောင်းရှိဖို့ပထမဖြစ်တယ်။စိတ်ကောင်းရှိရင်စကားကောင်းတွေပြောနေနိုင်တယ်။စိတ်ဓာတ်ကောင်းနေပြီးတော့စကားကောင်းတွေရှာလာတော့တယ်။စိတ်ကအကုသိုလ်ကိုမကြိုင်အကုသိုလ်စကားမထုတ်ကိုယ့်ရဲ့စိတ်မှာကိုကအကုသိုလ်တွေလက်ခံကြိုက်တယ်တက်နေတယ်ဆိုရင်တော့နှုတ်ကနေထွက်ဖို့ဝင်လေးမှာမဟုတ်ဘူးလူဟာစကားလေးမျိုးပြောတယ်တိကိုပြောတယ်ပင်ကိုပြီးသားကိုပြောတယ်ဝါသနာကိုပြောတယ်စိတ်ကိုပြောတယ်လူရဲ့စိတ်ကမေ့နေရင်ပြောဖို့စကားကိုလည်းမေ့နေတယ်ပဲတတိမရရင်လည်းမပြောပြတော့တတိယမှပြောလို့ရတယ်လူမှာစိတ်ကတင်းကနေပြီးတော့စကားဟာစိတ်ရဲ့အစီပါပဲစကားနောက်တရားပါစိတ်နောက်နှုတ်ပါသဘောဖြစ်တတ်တယ်ဒါပေမဲ့စကားဘာလို့ရေးပါတယ်လေစိတ်ကိုရုပ်တရက်ပြလို့မရအောင်စိတ်ကပြလို့မရတာအများကြီးစိတ်ကပြောတာမကြားရဘဲနဲ့နှုတ်ကပြောတာကလွယ်လွယ်ကူကြားနိုင်တယ်ဆက်ဆက်နေတဲ့စိတ်နဲ့စကားကြောင့်စိတ်မြန်သူကနှုတ်ပါမြန်တတ်တယ်နှုတ်မြန်ရင်မကောင်းအောင်မာရီပြောမိတတ်တယ်မြန်စားတယ်ရင်ပါဇက်ပူတတ်တယ်လို့မြန်ပြောတတ်တာလည်းမားတတ်ပြန်ပါတယ်ပါဇက်ကပြောတာလီမင်းဖြစ်ပါတယ်ဒါပေမဲ့ခံရတဲ့လူကမတတ်တာတော့ဘာကြောင့်လဲဆိုတော့စိတ်ကခံစားလို့ပဲဖြစ်တယ်နားထောင်နေတဲ့နားနဲ့စိတ်ရဆက်ဆက်နေတော့ခံစားရတယ်လူတွေမှာယုံကြည်လဲတဲ့စိတ်ရှိတယ်လို့မယုံကြည်တဲ့စိတ်ရတယ်စကားနဲ့စိတ်နဲ့ဆက်ဆက်နေလို့ပါပဲပြောချင်တဲ့စကားတစ်ခုကိုသတင်းတစ်ခုကိုမပြောဘဲနဲ့ထိချုပ်ထားတယ်စိတ်ကိုထက်တယ်လူတယောက်နဲ့တယောက်စကားပြောကြရမှာစိတ်ကနေပြောလို့ရအောင်ပို့ပြီးတော့တည်တာပါတယ်စကားစိတ်ရစကားမို့စိတ်ဓာတ်ကောင်းနေရနေပြီးတော့နှုတ်မှာစကားကောင်းလေးပေါက်ပြောဆိုလာမှာပါပဲကြောက်လို့ဝါလာတော့မှာပေါက်ထားတဲ့ရေခွက်ထဲမှာရေကျွင်းရေချမ်းယူဖို့အတွက်တစ်စက်မှမရှိနိုင်တဲ့နီတူလင်းရန်မရှက်တဲ့သူတွေမှလည်းတော်တဲ့ဖြောင်းမှတ်မှုတွေကတစ်စက်မှမရှိနိုင်ဘူးဆိုတဲ့ဘုဒ္ဓဘာသာကောင်းတဲ့အောင်မှာရေးထားတာလည်းရှိပါတယ်ဒီဆရာကြီးရဲ့ဘုဒ္ဓဘာသာကောင်းတဲ့အောင်မှာလင်မျိုးသူဟာရှက်မရှိတဲ့သူပဲဆိုပြီးတော့စကြည့်ထားပါတယ်ရှက်မရှိသူဟာလင်ပြောတယ်အရှက်ရှိသူဟာလင်မပြောချင်လေပြောခံရသူကမသိအောင်ကိုလေးကိုပြောကိုရှက်တဲ့တို့ကိုမပြောချင်တာဖြစ်တယ်လောကမှာကိုရှက်တာလုံးခံခဲ့ပါတယ်။လင်ညာပြောတဲ့စကားအကုသိုလ်စကားပါ။လင်ညာပြောချင်အကုသိုလ်လွယ်လွယ်ချင်းဖြစ်ပါတယ်။လင်ပြောတဲ့သူတွေကကျင်နာခြင်းနဲ့မေတ္တာတရားနေပါတယ်။နေပါတဲ့အတွက်လင်ပြောရတာပေါ့။အမှန်တကယ်တော့ဂျူသားကမူသားပြောတဲ့စကားဆိုစကားချင်တာတော့ပို့ပြီးတော့ငရဲကြီးပါသေးတယ်။လောကကြီးမှာမရှုပ်တဲ့အရာတွေကိုရှုပ်နေကြတာတွေကမူသားစကားတွေနဲ့ရှုပ်နေလို့ပါပဲ။စင်ကြင်နိုင်သူတွေတက်ကိုမတိနားမလဲသူတွေကမူသားစကားတောင်ပို့ပြီးတော့ခံရတယ်။မဆုံးဖြတ်မိုးဝဲနိုင်တော့ယုံပြီးရတယ်ယုံပြီးတော့ဒုက္ခရောက်ကြတယ်
လူတဘောကလည်းခတ်တယ်ချို့လူတွေကလိန်ပြောမှယုံကြတယ်လိန်ညာပြောသူဆိုရင်အဟုတ်ကြီးထင်ကြတယ်ကြာလာလို့ကြောချမှတမျှမှန်းသိရကြတယ်လူချို့ရဲ့သဘောမှာကိုယ်တိုင်မှန်ကန်စွာပြောဆိုပြက်ကွက်ပြင်မဲ့လေကိုယ့်ပုံမှာသူများကလလိန်ပြောနေပြီဆိုရင်တော့မိနစ်တကြပြောင်းမှန်တရားကိုကိုယ်တို့ကြတော့လက်ခံပြီးတော့သူများတို့ကြတော့မှန်တရားပြက်ဖို့ပြက်ကွက်ကြတယ်မှန်တရားကိုပြောပြက်ကွက်ကြတယ်လင်ညာသူတွေကလည်းကိုယ့်ဘက်ကြတော့မှန်တရားကိုလိုချင်တာပဲလင်ညာသူတွေကလောကကြီးမှာများလာတော့ထူးဆန်းမဟုတ်သလိုတော့ဖြစ်လာတယ်လေပြောရည်များကြတော့မပြောရည်ကိုလည်းလိန်နေထင်ကုန်ကြပြန်အောင်ဘုရားစကားဆိုတာနှုတ်ကနေထွက်လို့ရတယ်လို့လက်တွေမှာတကယ်ရှုပ်တဲ့ຢာတွေလူတွေမှာဘုရားစကားကိုယုံပြီးလို့ဘဝကမကမပြကတဲ့လူတွေအများကြီးရှိတယ်ဘုရားစကားကိုယုံမိရနေပြီးတော့တော်ကိန်းမှပြီးတော့ဒုက္ခရောက်ပြီးတော့နစ်နာကြတော့တာပါပဲဘုဒ္ဓဝါဒအလွန်ယုံမုန်းရကောင်းတယ်လက်တီးနဲ့ထိုးခံရတာထိုးခံရတဲ့ချိန်တော့ပဲနာတာနောက်မှစီးလို့မယ်ဆိုရင်တက်တာတော့ဘုရားစကားကိုအုံတော့တဲ့ထည့်သွင်းခံရတဲ့သူကမှမသိသမျှကာလပတ်လုံးမှာတော့ခံနေရတာပါပဲစစ်ကိုလုံချမ်းနိုင်စီတာမူသားစကားပဲဖြစ်တယ်ပေါ့မူသားဆိုမှသိရင်စိတ်ထိခိုက်တယ်ပထမမသိဘဲနဲ့နောက်မှသိမယ်ဆိုရင်ပို့ပြီးတော့စိတ်ဟာလုံချမ်းခံရပါတယ်လူတွေကဘုဒ္ဓဝါဒကိုစသုတ်ရွှေ့ရှာတယ်မူသားသုံးတဲ့သူကိုဘယ်သူကမှခင်မင်းကြအောင်မသိလို့ခင်မင်းမိအောင်ပါပဲခဏပါပဲတချို့ဆိုရင်မူသားပြောတဲ့မှန်သိလို့ရုပ်တရက်အဆက်တွေဖြစ်လိုက်တော့တာပါပဲမိစီတွေရဲ့ထင်သိမှုကိုမခံချင်မူသားစကားတိဖွဲ့ကလေးတွေလင်ညာကောက်ချင်တိဖွဲ့ကလေးအောင်ပါပဲမပြုတ်တယ်မော်လင်ညာမူသားသမားတွေဟာပြောရလည်းများယုံညံ့တည်တော့ကိုယုံညံ့လာတော့တာပါပဲလင်ပြောသူဟာချင်းပြောတော့ကြာတော့အချက်ပါလိုက်ပါရောကြီးမမသာမကဘူးတိဖွဲ့တွေပဲလင်ပြောချင်တာကြတယ်ဘုရားသမားဟာကြာတော့ဥပဒေကိုတော့လေသားတော့တရားနဲ့ညီမနေနိုင်တော့ဘူးဘုရားမြတ်စွာဟောကြားထားတဲ့ဒုစရိုက်စေပါတယ်မှာဝစီဒုစရိုက်၄ပါးပါဝင်ပါတယ်စကားနဲ့ပတ်သက်တဲ့ဒုစရိုက်တွေရောဝစီဒုစရိုက်ပါပဲလုံးနဲ့ကျူးလွန်မိတဲ့ဝစီဒုစရိုက်ပဲဖြစ်တယ်ဘုဒ္ဓဝါဒဆိုတာဝစီဒုစရိုက်ဖြစ်တယ်ဝစီဒုစရိုက်တွေရောဘုဒ္ဓဝါဒရဲ့ပိတုနာဝါစာရဲ့ပရုဒ္ဓဝါစာရဲ့သမပလာပဝါစာရဲ့ဆိုပြီးတော့၄မျိုးရှိတယ်ပေါ့ဆရာကြီးရဲ့ဘုဒ္ဓဝါဒဆိုတဲ့ကောင်းတဲ့အောက်ကနေပြီးတော့ကျောင်းအလေးတွေကိုထုံလုံးတင်ပြထားတာပဲဖြစ်ပါတယ်